ဟုတ်ကဲ့ကျွန်တော်တို့ငင်းမဲ့စမြအားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့ပြည်နယ် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးမြဝေတင်ပေးသွားမယ်အကြောင်းအရာလေးကတော့နော်ကိုယ့်ရဲ့ Facebook ပေါ်မှာကိုတင်ထားတဲ့ပို့တွေဗီဒီယိုတွေကိုကိုဖြည့်ချင်တယ်ဆိုရင်နော်ဖြည့်ဖို့ပြနေကျွန်တော်လာပြီးပြပေးသွားမှာဖြစ်ပါရနော်အဲ့ဒီဖြည့်တဲ့နေရာကတော့ဘယ်နေရာမှာသွားပြီးဖြည့်ပေးရမလဲနော်ဘယ်နေရာမှာအတိအကျဖြည့်သွားတာလဲဆိုတာကတော့ကျွန်တော်လာပြီးမြဝေတင်ပေးသွားမှာဖြစ်ပါရနော်ဒီနေရာလေးကတော့သိရသူပဲသိတယ်လို့မသိရသူပဲသိပါရနော်မသိရသူအတွက်တော့ကျွန်တော်လာပြီးမြဝေတင်ပေးသွားတာပြပါရနော်ဒီမှာပထမဆုံးကိုယ့်ရဲ့ Facebook တွေကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်တော့သိနော် Facebook တွေကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နောက်နှိပ်ဝင်လာလို့ပြီးဆိုရင်ဒီအပေါ်မှာစရင်နဲ့အဲ့ဒီအဆက်30လေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော်ဒီမှာတော့ကျွန်တော်ဝိုင်းပြထားတဲ့အဲ့ဒီများလေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နောက်ပြီးဆိုရင်ကိုယ့်ရဲ့ profile တွေကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်တော့သိနော်ကိုသွားပြီးဖြည့်မဲ့ပို့တစ်ခုကိုသွားပြီးစာပေးရမှာပြပါတယ်နော်ကျွန်တော်ပို့ဖြည့်မဲ့ပို့တစ်ခုကတော့ကျွန်တော်ဒီမှာလာပြီးဖြည့်ပြပေးသွားမှာဖြစ်ပါတယ်နော်ဒီပို့လေးတစ်ခုကိုကျွန်တော်လာပြီးဖြည့်ပြပေးသွားမှာဖြစ်ပါတယ်နော်တကယ်လို့ကျွန်တော်တို့ငင်းမဲ့ဆိုကကိုတင်ထားတဲ့ပို့တွေကိုသွားပြီးဖြည့်ချင်တယ်ဆိုရင်ဒီအများဖြည့်ရတော့ဒီဘေးကနော်ဒီဘေးကအဆက်30ပဲလာပြီးဖြည့်နေကြပါတယ်နော်ဒီနေရာလေးကိုလာပြီးနှိပ်ပြလိုက်နော်နှိပ်လို့ပြီးဆိုရင်ဒီနေရာလေးမှာပဲလာပြီးဖြည့်နေကြရတယ်နော်ဒီအမတ်ပို့မှာပဲသူတို့ဖြည့်နေကြတယ်ကျွန်တော်တွေ့ပါတယ်နော်ဒီလိုကျွန်တော်ငင်းမဲ့ဆိုကဒီနေလိုမျိုးလာပြီးဖြည့်လို့ဆိုရင်သူကမဖြည့်သွားပါဘူးနော်ကိုယ့်ရဲ့အကောင့်မှာရက်30အတွင်းသူကထားပြီးသွားတာဖြစ်ပါတယ်နော်တကယ်လို့ကိုယ့်ရဲ့ပို့ကနော်အတေးချဖြည့်ချင်တယ်ဆိုရင်တော့ဒီနေရာလေးကိုလာပြီးနှိပ်ပြလိုက်တော့ဒီနော်ကိုတင်လာကိုရဲ့ပို့တစ်ခုကိုလာပြီးနှိပ်ပြလိုက်နောက်နှိပ်လို့ပြီးဆိုရင်ဒီအပေါ်မှာစီနေတဲ့အဲ့ဒီအဆက်30လေးကိုတစ်ချက်လာပြီးနှိပ်ပြလိုက်တော့ဒီနော်တစ်ချက်လာပြီးနှိပ်ပြလိုက်ပြီးလို့စီရင်အဲ့ဒီ delete ကိုလာပြီးစာပေးရမှာပြပါနော် delete photo ကိုလာပြီးစာပေးရမှာပြပါတယ်ဒီနေရာတော့ဒီနော်အဲ့ဒီလိုမျိုးလာပြီးဖြစ်လို့စီရင်ကိုရဲ့ပို့ကပြတ်သွားမှာဖြစ်ပါနော်ကိုကပြန်ကြည့်လို့မရပါဘူးနော်ကိုရဲ့အကောင့်တွေကနေသူကပြတ်သွားမှာဖြစ်ပါတယ်ခုနကျွန်တော်ပြောထားတဲ့အဲ့ဒီဖြစ်နေရတော့နော်အများအဖြစ်ဖြစ်နေကြတဲ့အဲ့ဒီနေရာကတော့ဒီနေရာကိုချက်လာပြီးနှိပ်ပေးထားတဲ့ POC ရဲ့အဲ့ဒီ map တွေကိုတို့တွေကလာပြီးဖြစ်နေကြရတော့နော်လာဖြစ်လို့ဒီလိုမျိုးဖြစ်လို့ရှိရင်ရလာဆိုတာရတော့ရရနော်ဒါပေမဲ့သူရဲ့ကိုယ့်ရဲ့အကောင့်ကတော့နော်ကိုယ့်ရဲ့အကောင့်ထဲမှာတော့သူကမပြောက်သွားပါဘူးနော်ကျွန်တော်လာပြီးဖြစ်ပြပေးနေမယ်နော်နော်ကျွန်တော်လာပြီးဖြည့်ပြပေးမယ်အဲ့ဒီ map တွေကိုတစ်ချက်လာပြီးနှိပ်ပြလိုက်နှိပ်လို့ပြီးဆိုရင်ဒီအပေါ်မှာဆိုရင်လည်းအဲ့ဒီစာလေးကိုနှိပ်ပြလိုက်တော့နော်ပြီးဆိုရင်ခဏလေးစပြလိုက်နော်ပြီးဆိုရင်တော့ကိုတင်လာရဲ့ကိုရဲ့ပိုးကသူကပြောက်သွားပါပြီနော်ကိုကဖြည့်ထားလို့ဆိုရင်အဲ့ဒီနေရာမှာသူကမရှိတော့ပါဘူးနော်သူကပြောက်သွားပါပြီခုနကဒီနေရာပဲစီပါရနော်ခုနကိုဖြည့်ထားတဲ့ပိုးကနော်ကိုကအဲ့ဒီပို့တွေကိုပြည့်လားမပြည့်ဘူးလားဆိုတာကတော့ဒီမှာသွားပြီးကြည့်ပြလို့ရပါတယ်နော်ဒီမှာကိုယ့်ရဲ့ setting လေးကိုသွားပြီးနှိပ်ဝင်ပေးလိုက်တော့နော် setting လေးကိုနှိပ်ဝင်ပေးလိုက်နော်နှိပ်ဝင်လာလို့ပြီးဆိုရင်ပုံမှန်နဲ့ဆွဲတင်ပေးလိုက်နော်ပုံမှန်နဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်တော့ကိုပြန်ပြီးတွေ့ပြရမယ်အဲ့ဒီနေရာလေးကတော့ဒီမှာနော်ကျွန်တော်ပြလာတဲ့အဲ့ဒီနေရာလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော်ပြီးလို့ဆိုရင်ခုနကိုဖြတ်ထားတဲ့အဲ့ဒီနေရာလေးကတော့ဒီမှာရောက်လာပါတယ်နော်ဒီနေရာလေးပဲဖြစ်ပါတယ်ဒီမှာတော့ခုနကကျွန်တော်ဖြစ်ထားတဲ့အဲ့ဒီပိုကတော့ဒီနေရာလေးပဲဖြစ်ပါတယ်နော်ဒီပိုပဲဖြစ်ပါတယ်သူပြထားတာစီပါရနော်အဲ့ဒီရက်30အတွင်းကိုကအဲ့ဒီပိုတွေကိုပြန်ယူချင်တယ်ဆိုရင်တော့ပြန်ယူလို့ရပါသေးတယ်နော်တကယ်လို့ကျွန်တော်တကယ်ချင်းမဲ့ဆွေကအဲ့ဒီပိုတွေကိုပြန်ယူလို့ချင်တယ်နော်ပြန်ယူချင်တယ်ဆိုရင်တော့လာယူပေးလို့ရပါတယ်နော်တကယ်လို့အဲ့ဒီပိုတွေကမယူချင်တော့ဘူးဆိုရင်တော့သူတို့ကိုကသွားပြီးဖြည့်ပေးလို့ရပါတယ်နော်တကယ်လို့ကျွန်တော်တကယ်ချင်းမဲ့ဆွေကအဲ့ဒီပိုတွေကိုဖြည့်ချင်တယ်ဆိုရင်ဒီဘေးကဒါရဲ့ asset 30လေးကိုတစ်ချက်နှိပ်ပေးလိုက်နှိပ်လို့ပြီးဆိုရင်ဒီအောက်မှာစီရင်တဲ့အဲ့ဒီ delete နော်အဲ့ဒီအနီရောစာ delete ကိုလာပြီးနှိပ်ပေးလိုက်မယ်ဆိုရင်တော့အဲ့ဒါကိုယ့်ရဲ့ပို့ကိုသူကကိုယ့်ရဲ့ပို့ကိုအပီးပန်းသူဖြစ်သွားတာဖြစ်ပါရဲ့နော်တကယ်လို့ကျွန်တော်တကယ်ချင်းမဲ့ဆိုကကိုယ့်ရဲ့ပို့ကိုပြန်ပြီးယူချင်တယ်ဆိုရင်တော့ဒီနေရာလေးကိုလာပြီးနှိပ်ပေးလိုက်နော်ဒီမှာစီရင်တဲ့အဲ့ဒီများလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ပို့ကကိုပြန်ယူလို့ရပါတယ်နော်